မလေးမနိုင်ဘူးကိုကြည့်ရလားထမရောပုံးလေးဆိုတော့အောင်တာပဲလိုက်ပါဒီစိတ်နဲ့တော့သွားသွင်းလိုက်လေအော်ကိုစိတ်နဲ့ကိုသွန်းတာတော့မှန်တာပေါ့ကိုစိတ်နဲ့ကိုသွန်းတာတော့ဟုတ်တယ်ဒါပေမဲ့ကျမမနိုင်လို့ရှင်းကိုလိုက်ပြီးတော့ပူးသွန်းပေးပါလို့ပြောတာဒီထမရေဘုံကသုံးပေးပါလို့သူ့ကိုသူပြောလို့လားထမရောပုံးကတော့သွန်းပေးပါလို့တော့မပြောဘူးပြည့်နေတော့ကိုယ့်ရင်ပစ္စည်းကိုမသွန်းလို့ဘလူကလာသွန်းမလဲကြီးရှူတော့ပြင်းလိုက်4000မရှုံးစိတ်မပိုင်4000မရှုံးတော့ဘူးဟုတ်စိတ်ပါမှလောက်ပါမယ်အလုပ်တွေမဟုတ်ဘူးကိုကြီးရှင်းတဲ့ကျမနဲ့လည်းမရမဟုတ်လားမိသားစုမဟုတ်ဘူးလားဟာနေအဖေကအမေကတတ်တတ်လေငါအမေကတတ်တတ်လေနေကလည်းညာနေတော့ခုပေါင်းနေလို့လားဒါဟိုနေအတူနေတာနေမြငါကွာဝါကြီးကြည့်ပါလားငါနှဝင်းမှာထိုက်ယူမှာသေးသွားရင်နောက်တစ်ယောက်ထိုက်ယူမယ်ဟုတ်နေထိုင်နေဘာဖြစ်လို့အသေးခိုင်းလိုက်ကွဲသွားလိုက်တာကွဲသွားရင်ဘာမှမတော်ဘူးဘာမှမတော်တော့ဘူးနင်းကနေဟုတ်အခုလောလောဆယ်လက်တွေပေါင်းနေတာမဟုတ်ဘူးလားကျမဒီဟာလေးကိုသွားသွန်းမယ်ဆိုရင်ယောက်ျားနဲ့မိန်းမအပ်ပြပြဥပဒေတောင်ခန့်နေရတဲ့ကိစ္စကျမမနိုင်လို့ရှင်းကိုကိုကြည့်ယူခေါ်နေတာဆောင်းရွက်ကြီးချမ်းနေလို့ရှိရင်ဒီကူးချက်မှာငါချမ်းနေတာကိုဒီကူးခံမလားအော်ရှင်းရှင်းကိုနဲ့ရှင်းချမ်းတယ်ဥစ္စာကျမပူချမ်းလို့ရမလားကျမလည်းကျမကိုနဲ့ကျမချမ်းတာပဲရှင်းလဲရှင်းကိုနဲ့ရှင်းအကုန်လုံးဆောင်းရသည်မှာချမ်းနေတဲ့ဥစ္စာဘလူကပူချမ်းပေးလို့ရမှာလေစကားကိုအကြတဲ့တွေပြောနေငါရိုက်ခွဲအားလို့ဒီမရေဦးတော့ဒုက္ခရိုက်ခွဲလဲနေအမိုက်ကိုကောက်ရမှာပဲကိုအမိုက်ကိုကောက်ဒီလူကအကြတဲ့ခွာကြီးပဲထိုင်ငုတ်တော့ထိုင်ငါကလော်ချရရင်တော့ဟုတ်ပဲချမ်းမြေကိုလွင့်ထွက်သွားတော့မယ်ငါဒေါသထိတ်မရတော့ဘူးအမလေးမနိုင်ဘူးကိုကြည့်ရလားထမရောပုံးလေးဆိုတော့အောင်တာပဲလိုက်ပါဒီစိတ်နဲ့တော့သွားသွင်းလိုက်လေအော်ကိုစိတ်နဲ့ကိုသွန်းတာတော့မှန်တာပေါ့ကိုစိတ်နဲ့ကိုသွန်းတာတော့ဟုတ်တယ်ဒါပေမဲ့ကျမမနိုင်လို့ရှင်းကိုလိုက်ပြီးတော့ပူးသွန်းပေးပါလို့ပြောတာဒီထမရေဘုံကသုံးပေးပါလို့သူ့ကိုသူပြောလို့လားထမရောပုံးကတော့သွန်းပေးပါလို့တော့မပြောဘူးပြည့်နေတော့ကိုယ့်ရင်ပစ္စည်းကိုမသွန်းလို့ဘလူကလာသွန်းမလဲကြီးရှူတော့ပြင်းလိုက်4000မရှုံးစိတ်မပိုင်4000မရှုံးတော့ဘူးဟုတ်စိတ်ပါမှလောက်ပါမယ်အလုပ်တွေမဟုတ်ဘူးကိုကြီးရှင်းတဲ့ကျမနဲ့လည်းမရမဟုတ်လားမိသားစုမဟုတ်ဘူးလားဟာနေအဖေကအမေကတတ်တတ်လေငါအမေကတတ်တတ်လေနေကလည်းညာနေတော့ခုပေါင်းနေလို့လားဒါဟိုနေအတူနေတာနေမြငါကွာဝါကြီးကြည့်ပါလားငါနှဝင်းမှာထိုက်ယူမှာသေးသွားရင်နောက်တစ်ယောက်ထိုက်ယူမယ်ဟုတ်နေထိုင်နေဘာဖြစ်လို့အသေးခိုင်းလိုက်ကွဲသွားလိုက်တာကွဲသွားရင်ဘာမှမတော်ဘူးဘာမှမတော်တော့ဘူးနင်းကနေဟုတ်အခုလောလောဆယ်လက်တွေပေါင်းနေတာမဟုတ်ဘူးလားကျမဒီဟာလေးကိုသွားသွန်းမယ်ဆိုရင်ယောက်ျားနဲ့မိန်းမအပ်ပြပြဥပဒေတောင်ခန့်နေရတဲ့ကိစ္စကျမမနိုင်လို့ရှင်းကိုကိုကြည့်ယူခေါ်နေတာဆောင်းရွက်ကြီးချမ်းနေလို့ရှိရင်ဒီကူးချက်မှာငါချမ်းနေတာကိုဒီကူးခံမလားအော်ရှင်းရှင်းကိုနဲ့ရှင်းချမ်းတယ်ဥစ္စာကျမပူချမ်းလို့ရမလားကျမလည်းကျမကိုနဲ့ကျမချမ်းတာပဲရှင်းလဲရှင်းကိုနဲ့ရှင်းအကုန်လုံးဆောင်းရသည်မှာချမ်းနေတဲ့ဥစ္စာဘလူကပူချမ်းပေးလို့ရမှာလေစကားကိုအကြတဲ့တွေပြောနေငါရိုက်ခွဲအားလို့ဒီမရေဦးတော့ဒုက္ခရိုက်ခွဲလဲနေအမိုက်ကိုကောက်ရမှာပဲကိုအမိုက်ကိုကောက်ဒီလူကအကြတဲ့ခွာကြီးပဲထိုင်ငုတ်တော့ထိုင်ငါကလော်ချရရင်တော့ဟုတ်ပဲချမ်းမြေကိုလွင့်ထွက်သွားတော့မယ်ငါဒေါသထိတ်မရတော့ဘူး